မေကုမေရှာခွင့်ပြုတော်မူပါဖေဟာလူတွေကနတ်တွေချစ်အောင်ဆိုပြီးမဟာသမယတုတ်ကိုရွတ်ကြပါရဲ့ဖေဟာတကယ်လဲမဟာသမယတုတ်ရွတ်ရင်နတ်တွေချစ်ကြရဲ့လို့ကြားမှုပါတယ်ဖေဟာဒီနေရာမှာတပည့်တော်သိချင်တာကနတ်တွေကလူတွေကိုချစ်တာလားမဟာသမယတုတ်ကိုချစ်တာလားဖေဟာမဟာသမယတုတ်ကိုပုံမှန်ရွတ်နေပေမဲ့ရွတ်ဆိုနေတဲ့သူကကိုချင်းတီလာပြည့်ရွှဲနေတဲ့သူဆိုရင်ရောနတ်တွေကချစ်တာပဲလားဖေဟာလို့မေးထားပါရဲ့ဖေဟာ သူကကိုချင်းသီလနဲ့မဆိုင်တော့ဘူးအဲ့မဟာသမယတုတ်ကိုနတ်တရားချစ်တာပါနော်သူကမဟာသမယတုတ်ကိုနတ်တရားသဘောကျတယ်ဘာလို့ဆိုတော့သူတို့နာမည်တွေပါလို့ဘယ်သူမဆိုလဲကိုယ်နာမည်ကိုပွဲထုတ်ခံရရင်သဘောကျတယ်ဟုတ်လားမောင်ရဲထွန်းဟုတ်လားမောင်ရဲထွန်းရဲ့ဆိုတာမောင်ရဲထွန်းပီတိတွေဖြစ်နေတာနော်ကိုယ်နာမည်လေးကိုဘာပြောထုတ်ခံရတာကိုဟုတ်တယ်မလားပီတိတွေဖြစ်တယ်ဆိုတော့လူချင်းပြန်စဉ်းစားကြည့်လိုက်တော့နတ်တွေဆိုတာကိုလေဟိုအရင်အထဲဝါကြီးလို့တော့မထင်နဲ့လူလိုပဲနတ်တွေဆိုတာလေသူတို့လည်းဂုံမတ်တယ်သဘောလားမသိဘူးသူတို့နာမည်ကိုပွဲထုတ်လို့ချင်းအရင်ပြောတာနတ်တွေကပြောရင်ပြောတာအဲ့တော့လူတွေကသူတို့နာမည်လေးတွေကိုထုတ်ဖော်ပြီးတော့ဒီဟာကြီးကိုရွတ်ဖက်နေတဲ့ခါကျတော့အရင်သဘောကျတာသဘောကျတယ်အဲ့တော့သူတို့ဒီဟာလေးကိုရွတ်ပေးတဲ့လူတွေကိုသူတို့အရင်ခင်တယ်တီလန့်ရှိတာမရှိတာတဲ့အဲ့ပုဂ္ဂိုလ်အကျင့်ပြတ်နေပါစေမဲ့သူတို့နာမည်လေးကိုပြောပြတော့ကြောင့်သူတို့ကျေးဇူးတင်တယ်တခုခုလုပ်ပေးခြင်းတယ်ဟုတ်တယ်မလားကိုနဲ့ပတ်သက်တဲ့ကိုကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ကိုအဲ့လိုဂုံဖော်ပေးတဲ့ပုဂ္ဂိုလ်ဆိုကိုလည်းခင်တယ်မေတ္တာထားတယ်လေတခုခုလုပ်ပေးလိုက်ခြင်းတယ်အဲ့သဘောပဲသူတို့ရဲ့နာမည်လေးတွေကိုရွတ်ပြတော့တက်တရားသဘောတွေကြာပြီးတော့ငါတို့ဘာကူညီပေးရမလဲသူအစဉ်ပြောငါတို့ဘာလုပ်ပေးရမလဲဆိုတော့နတ်တွေကအဲ့လိုကြည့်ဆောက်မပေးပါတယ်နော်သူတီလာပြတာနဲ့မဆိုင်ပါဘူးလို့နော်